对了说了，西不里下不拿下不拿西不里，西不里西不内西不拿西不诺，西不诺西不内西不内西不拿，西不里西不内西不内西不诺，西不里下不拿下不拿西不里，西不内西不内西不内西不诺，西不诺西不内西不内西不内。你有两毛来了啦？耶，爸妈那么没有？耶，耶，这爸妈没有？够米啦？没有。啊，这样够钱米啦？够米啦？没有的。够米啦？没有的。啊，米啦？你们这边的，你们这么没有嘛不？啊，没路径了嘞，没开那路啊，不喏，哎，你哪里啦？啊，这件事呢？这个人家我到不他妈都担心来了呗，我上个家先来个玩嘛。你哪毕业的？不是他毕业的。对呀，姐。啊，听的。啥不灵的嘛？啥不灵的嘛？我带谁呀？带谁呀？是吧？谁的别谁？喏？谁的别谁？谁的别谁？对嘛？谁的别谁？啊，你看办慢点。啊，没有啊，得信仰露台，啊，得可以接受信。啊，得可以接受信。没有接受信，ဖြစ်သွားပြီနော်哦，喂，后面就这 AC 店里头，可要把你拉得在哪里？哎，得对呢，叫我表妹哩，နော်ငါတို့ကွာရုပ်ရှင်ရေးစရာရှိတယ်ရုပ်ရှင်ရေးစရာရှိတယ်အဲ့တော့မင်းကတရေအစ်စ်ကိုငါအသက်သွင်းလိုက်တယ်အသက်သွင်းတဲ့ခါကျတော့မင်းကိုငါကဟိုဘယ်လိုပြောမလဲဒီလူလောကထဲမှာမင်းကိုရှင်တန်ခွင့်ပြုမယ်ခဏတစ်ဖြုတ်နော်အာဒီပါပဲအေးပါလေဗျာမရှိနေပါဘူးလို့ပါကွာငါကအခက်အခဲရှိလို့ပါဒရိုက်တာဦးမျိုးမင်းကနေမရရအောင်ခေါ်လာခဲ့ပါလို့ပြောလို့နော်မင်းကဘာအခက်အခဲရှိလဲပြောမင်းဘာကြောင့်သိရလဲဆိုသိလားဘာကြောင့်သိရလဲပြောပြလေကဲသိရပဲအေးတယ်ကျုပ်ဘာကြောင့်သိရလဲဆိုကဲပြောပြမယ်ဟုတ်ဗျာဟုတ်ပြီယာလာလုံးမလည်းလောက်လဲမှာမလာခဲ့တဲ့လျှက်စရီဒီတော့မစိတ်ရှိတော့လို့ပြင်ဖို့အတွက်စိတ်ကူးပြီးပြင်ဖို့အတွက်လျှက်စချောပြလက်နဲ့တော့ခိုင်ပါတစ်စက္ကန့်လောက်မလာခဲ့တဲ့မိဟာရုပ်ရထားလာတော့ငါဟာလိုက်သွားငါဟာရှော့ဖြစ်သွားဒါလိုက်သွားရှော့ဖြစ်သွားဒါလိုက်သွားရှော့ဖြစ်သွားလျှက်စမိနဲ့ဒါလိုက်ပြီးတော့ရှော့ကသွားတာပေါ့အော်ဒါလိုက်ပြီးရှော့သွားတာဟုတ်ပြီ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 တူတူတကြပါပဲမင်းကဓာတ်လိုက်ပြီးရှော့ရဆိုဟုတ်ပြီမင်းကဓာတ်လိုက်ပြီးတည်တဲ့မတာပေါ့နော်ဟုတ်ပြီအဲ့တော့မင်းဓာတ်လိုက်ပြီးတည်သွားတာကဟုတ်ပါပြီအခုတည်သွားတာကမင်းတည်သွားပြီအခုချိန်ကမင်းကအသက်ပြန်ဝင်လာပြီဟုတ်လားဟုတ်တော့ကျွန်တော်အသက်ပြန်မဝင်ချင်ဘူးဝင်လိုက်ပါကွာဒီမှာမင်းလူပြေကိုမင်းငါတို့မင်းပြည်သူတွေကြားထဲကိုဝင်ကြည့်လိုက်ပါမင်းအရင်နဲ့မတူတော့ပါဘူးမီးတွေလည်းမှန်းနေပါပြီအရင်နဲ့မမှန်တော့အရင်နဲ့မတူတော့ဘူးမတူတော့ဘူးပြောင်းလဲသွားပြီခုဒါဆိုရင်တိုက်စားခရကိုကျောက်ကမေးကုန်မေးမယ်ကဲမေးကွာမေးရှင်းတဲ့အဖြေရရင်ကျောက်တက်ရှင်းမယ်ဟုတ်ပြီမေးโอเคအဲ့တော့ကျွန်တော်စမေးပြီနော်ဒီပါ24နာရီရှိတယ်ဟုတ်တယ်မြန်မာပြည်မှာရှိတဲ့မြို့ရွာတိုင်းမှာ24နာရီမီးလာပြီလားဟာထိုင်လင်းနေရပဲဟုတ်လားထိုင်လင်းဘယ်မှာနေရတော့အောင်းကောမလေးရခိုင်လာပြောနေရတယ်ဟုတ်ထိုင်လင်းနေတာဆိုထိုင်လင်းနေတာပဲထိုင်လင်းနေတာပဲဟုတ်တယ်မီးတွေလာနေတာပေါ့လောင်းနေတာအဲ့ဒါ24နာရီမီးမလာသေးဘူးပေါ့နောက်တခြားတခုပြောင်းဟာတော့ဗျာမီးမလာရင်မရှင်တော့သေတာပဲအေးပါဗျာခဏနေပါဦးကွာမင်းကူညီပါကွာမင်းနောက်တစ်ခုပြောင်းမေးပါလားကွာမင်းနော်တခြားအားနဲ့အစီပြင်းမှာပေါ့ဟုတ်တယ်မလားကဲဟုတ်ပြီကျောက်အဲ့ဆိုတချင်းနဲ့ပတ်သက်လို့လည်းစိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်ကလူပြည်တော်ကဘယ်တော့ခိုးခွေမဝယ်ဘူးဗျာခိုးခွေဝယ်တယ်လို့လည်းမုန်းတယ်ဟုတ်တယ်အဲ့တော့မြန်မာပြည်မှာခိုးကူးခွေပပြောက်သွားပြီလားခိုးကူးခွေတွေပပြောက်သွားပြီလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်နော်
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော် ပြော ဒီလိုရှိတယ်ဗျမြန်မာနိုင်ငံမှာဒီခုတ်ခုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ပြောက်သွားပြီလား အစင်တီတော့မရောက်သေးပါဘူး ရရဘယ်လိုပတ်ပြောက်တဲ့အစင်တီတော့မရောက်သေးပါဘူး ဟာ ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ပတ်ထုတ်တဲ့အစင်တော့ရောက်နေပါပြီ ပါရောက်တဲ့အဆင့်တော့မရောက်သေးဘူးပါထုတ်တဲ့အဆင့်တော့ရောက်နေပြီ ဟုတ်တယ်ပတ်ထုတ်တဲ့အစင်တော့ရောက်နေပြီ ဘယ်လိုမျိုးလဲဗျာပါထုတ်တယ်ဆိုတာ အော်ဘယ်လိုပြောရမလဲဟေးလာနေပြီနော်ဆိုပထုတ်သွားတယ်သူကအဲ့အစင်တော့မစိုးပါမစိုး အဲ့တော့လေမထူးပါဘူးသေးတာပဲကောင်းပါတယ် ခဏနေပါဦးကွာမင်းကလည်းသေတာကြီးပဲကောင်းနေတော့ပါပဲခဏနေပါဦးနောက်တစ်ခုဆိုစဉ်းစားပေးပါဦးကွာမေးဖို့တစ်ခုမေးကွာ နောက်ဆုံးတစ်ခုပဲတော့ နောက်ဆုံးတစ်ခုတစ်ခုမေး မင်းကြီးလျှက်စစ်တွေပေါ်ရှာလဲတယ်မြန်မာပြည်မှာနိုင်ငံသားကိုရောင်းချရတယ်တဲ့အခုလျှက်စစ်တွေရောင်းသေးလား လက်ရက်စစ်တည်း ဟုတ်တယ် မရောင်းတော့ပါဘူးရောင်းတော့ဘူး ဟုတ်လား မရောင်းတော့ဘူး လျှက်စစ်တွေတော့မရောင်းတော့ဘူး ဟိုကလည်းလာမဝယ်တော့ လျှက်စစ်တွေတော့လည်းမရောင်းတော့ဘူးဟောတယ်လည်းလာမဝယ်တော့ မဝယ်တော့ဘူးခုလာမဝယ်တော့ဘူး ဘလို့အခြေအနေတွေဖြစ်ကုန်ပြီတော့ တန်းငွေတွေကဒီပိုက်လိုင်းတွေကနေသွားတာပဲသူကသွားအစင်းကြီးကျုံးဝဲသွားပြီအကုန် လျှက်စစ်တာမရောင်းနဲ့လျှက်စစ်ထုတ်ဖို့တဘာဝတန်းကိုရောင်းတယ်ဆိုဘာထူးမှပေးတာပဲအေးပါတယ်ဗျာဒီမဲ့ကျုပ်ပြောပြမယ်ကျုပ်ပြောပြမယ် ဟုတ်ပြီကျုပ်ကဘာကြောင့်တက်လိုက်ပြီးပေးတာလဲဆိုခဏသိတာ မသိဘူးလေ ကျုပ်ကညီလေးတယောက်ရှိတယ်အဲ့ညီလေးက10တန်းမြောက် ဟုတ်လား 10တန်းမှာစာချက်တယ်ညဘက်စာချက်တဲ့အခါမှာသူစာချက်ကမှာထပ်ထပ်ပြီးဆိုတဲ့တချင်းလေးတော့ရှိတယ်အဲ့တချင်းလေးကြားတဲ့အခါကျုပ်ကမနေနိုင်လို့လျှက်စစ်မီကိုပြင်မယ်ဆိုပြီးသွားတဲ့ချိန်မှာဓာတ်လိုက်တာသူဆိုတဲ့တချင်းလေးကိုနားထောင်ချင်တာ နားထောင်ကြည့်တာဝန်ကြီးလေးနော်ဆိုပြနားထောင်ကြည့်တယ်နော်ဆိုပြညာများရဲ့မလင်းလဲနိုင်တဲ့ဒိတ်ဆစွာရှင်မမျောလင်းခဲ့တဲ့ဒီပြောင်းတိုင်းလေးတစ်ချောင်းကုန်ရင်တို့မရမိစလည်းမရှိတဲ့ခါရလေးဗျာငါအမောင်နဲ့မတယောက်တည်းဘယ်လိုစာချက်ရမလဲမဖြေနိုင်မှခုနဲ့မှလဲငါရဲ့ဆရာရှိမဲ့အခြေရောက်တိုင်းအမောင်နဲ့ငါချရှောင်းရမိပြပါဦးမိပြပါဦးမိပြတဲ့ညအမောင်ကစာချက်ရမဲ့ကြောင်းသားများတဲ့မိပြပါဦးကောင်းပါလေညီလေးတေမဲ့အကြောင်းအရာညီလေးခိုင်လုံပါလေညီလေးနော်ညီလေးတေတာပဲအေးပါတယ်ဗျာနော်ဟုတ်ပါတယ်အေးပါတယ်တေတာပဲအေးပါတယ်ကွာနော်မင်းလည်းငါမခေါ်တော့ဘူးတယောက်တော့ပါမ